မိခင်လိုရောဖခင်လိုရောနှစ်မျိုးလုံးစောက်ရှားရတဲ့လူဖြစ်နေတဲ့အခါကျတော့ तू ကခံစားမှု emotion ကလည်း तू ကပါတယ်ဒါပေမဲ့အချိန်ကြာကြီးလဲ तू emotion ကိုထုတ်ပြရတဲ့ဇက်ကောင်မဟုတ်ဘူးသူ့ကို तू ပြန်ပြီး control လုပ်ရတယ်ပေါ့နော်तू ပြိုလဲလို့မရဘူးဆိုတဲ့ဟာမျိုးပေါ့အဲ့ဂျားထဲမှာကျွန်တော်ကနည်းလောက်ရတော့နည်းနည်းတော့လောက်ရတော့နည်းနည်းခက်တယ်ပေါ့နော်ဒါပေမဲ့လည်းအချိန်ချင်းပေါ့ကျွန်တော်တို့အချိန်ချင်းတော့အချိန်ချင်းလေ့ကျင့်နေတော့အဆင်ပြေသွားတာပေါ့ထဲတော့သူ့ရံကိုကြောက်လို့လုံကြုံမေထင်ပြီးခေါင်းဦးထဲမှာထဲဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလည်းမသိဘူးဟဲ့ငါပတ်သက်ပြန်ပြီငါပတ်သက်ကိုပိတ်ထားလိုက်တော့ငါနာဒီမှာသူကြည့်ရတော့ပြိတ္တနဲ့တခါလေးထိတွေ့ရတော့ဗာလဲဇက်ဝင်ကန်းနေမှာနည်းနည်းလေးသူတို့သဘောကျတာလေးတွေ့ရတယ်ဆိုတော့ပို့ပြီးတော့ကျင်းနေစရာကောင်းပါတယ်ကိုရောနောက်ဆုံးမိန်ကုန်ခဲ့ပြီလားအချိန်ချင်းကြည့်ထားပေမဲ့ဘယ်လိုခေါ်မလဲလာကြည့်မှာပဲခံစားမှုကိုပို့ပြီးတော့ထိရောက်စေခြင်းနဲ့ပေါ့နော်ငိုချင်းဆိုတာထက်ကိုသူကဘယ်လိုခေါ်မလဲဆိုတော့မျက်လုံးထဲမှာမျက်ရည်တွေတော့ရှိနေတယ်ပေါ့အဲ့လိုမျိုးတော့ဖြစ်မိတယ်ဒါကကျွန်တော်ဒီကားကိုကြည့်တာ၄ချိန်မြောက်လောက်ရှိနေပြီဟုတ်၄ချိန်တိုင်းမျက်လုံးထဲမှာမျက်ရည်ပြေးခဲ့တယ်အေးပေါ့ဘာလို့ဒီဇက်ကောင်ကကြတော့လေအဖြစ်အပျက်ကလည်းငိုစရာဝမ်းနည်းစရာကောင်းတယ်အဖြစ်အပျက်ပေါ့နော်အဲ့လိုမျိုးကြီးဆိုတော့ဒီဟာလေးကတော့ကြည်ကွဲစရာနဲ့ဆုံးသက်ထားကနာစီနက်ဆရာတွေအများကြီးကူညီပေးတာပါတယ်ကျွန်တော်တို့လေအဲ့စီနေရိုက်တဲ့အချိန်မှာတကယ်နက်ဆရာကြီးတွေလည်းရှိတယ်ပေါ့နော်သူတို့ဒီနေ့လည်းမရိုက်ခင်လည်းကျွန်တော်တို့ pre production မှာလည်းကျွန်တော်တို့ဒီကားကျင်တဲ့ပုံစံလေးနောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီdirector ကနေပြီးတော့မှဒီအစဉ်စဉ်ပြောင်းလဲမှုပေါ့နော်အစဉ်စဉ်ပြောင်းလဲမှုဒီကနာစီနက်ကိစ္စတွေမှာလည်းသူကဆက်ဆောက်ဆုံးကားတဲ့ဟာနဲ့နောက်ပြီးတော့တကယ်နက်ဆီယာကနာစီဖြစ်သွားတဲ့အချိန်မှာကားရတဲ့ပုပ်ပါမေတော်ကားတဲ့ဟာအထီကိုပေါ့နော်အစဉ်စဉ်ပြောင်းလဲမှုလေးတွေကိုတော့တေချာလေးတင်ပြီးတော့ရိုက်ထားပါခင်ဗျာမိခင်လိုရောဖခင်လိုရောနှစ်မျိုးလုံးစောက်ရှားရတဲ့လူဖြစ်နေတဲ့အခါကျတော့ तू ကခံစားမှု emotion ကလည်း तू ကပါတယ်ဒါပေမဲ့အချိန်ကြာကြီးလဲ तू emotion ကိုထုတ်ပြရတဲ့ဇက်ကောင်မဟုတ်ဘူးသူ့ကို तू ပြန်ပြီး control လုပ်ရတယ်ပေါ့နော်तू ပြိုလဲလို့မရဘူးဆိုတဲ့ဟာမျိုးပေါ့အဲ့ဂျားထဲမှာကျွန်တော်ကနည်းလောက်ရတော့နည်းနည်းတော့လောက်ရတော့နည်းနည်းခက်တယ်ပေါ့နော်ဒါပေမဲ့လည်းအချိန်ချင်းပေါ့ကျွန်တော်တို့အချိန်ချင်းလေ့ကျင့်နေတော့အဆင်ပြေသွားတာပေါ့ဒါထဲမှာအသစ်တွေနဲ့တော်တော်ထိတွေ့တယ်ကျွန်တော်ဇန်ညွန်းကလည်းအသစ်ဒရိုက်တာကလည်းအသစ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီကျွန်တော်တို့ညီမလေးတွေတန်သားညီတို့ဗီတာမင်တို့ဘာတော့အကုန်လုံးပေါ့လေဒါတွေကလည်းကျွန်တော်နဲ့တစ်ခါမှတရုပ်မဆောင်ဘူးတဲ့လူတွေဖြစ်တဲ့အခါကျတော့နောက်ပြီးတော့အရွယ်အားဖြင့်ဘာရကွက်တီလေးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ဒီဇကားထဲမှာ casting ချကြတဲ့ဟိုဒီဇက်လန်ကကျွန်တော်တို့အတွက်အားတစ်ခုဖြစ်နေတာပေါ့ဘာလို့ဆိုတော့အန်ဝင်ငွေချဖြစ်နေတဲ့အခါကျတော့လေထွေထူးတိတ်လောက်ယူစရာမလိုပါဘူးဗျာဒီနက်ကိုရဆက်ရောက်ကလည်းတကယ်လို့မကြည့်နေလဲပြိတ္တဝေဖန်ခံနိုင်ရဟုတ်ကဲ့အဲ့ပုံတော့ဒီနက်အဓိကတော့ဘယ်လိုခေါ်မလဲဆိုတော့လေကျွန်တော်တို့ကတဘဝထက်ကျွံလွန်သွားမှာကိုစိုးရင်ခဲ့ရတာပေါ့အဓိကတော့ဒီလိုဇက်ရုပ်တွေကကြတော့ဒီဇက်ရုပ်ကလည်းလက်ခံရိုက်ကူးဖြစ်တယ်ဆိုတာတဘဝတဲမှာပဲကျွန်တော်တို့ရှိနေတဲ့ဇက်ကောင်မလို့ပေါ့နော်တဘဝတဲ့ကျွံလွန်ပြီးတော့လိုရမယ့်ဟာမျိုးဆိုလို့ရှိရင်လည်းပဲဒီလိုဇက်မျိုးကကျွန်တော်တို့အနေနဲ့တက်ပြီးတော့ရွေးချယ်စရာမကောင်းဘူးပေါ့နော်ဒါပေမဲ့ဒီဇက်လန်လေးကတော့တဘဝလည်းကြားတယ်နောက်တစ်ခုကကြတော့တန်မိုးရှိတဲ့ဇက်ကောင်လေးလည်းဖြစ်တဲ့အခါကျတော့ဒါကိုယ်တွေလည်းတန်ဖိုးထားပြီးတော့ကျွန်တော်တို့ရိုက်ကူးဖြစ်တာပေါ့ဟုတ်နှစ်ဟောင်းကိုနှုတ်ဆက်ပြီးတော့နှစ်တစ်ကိုကြိုဆိုမဲ့ကားတကားလို့ပြောလို့ရပါတယ်။ဒါပဲဆိုတော့အဲ့New Year ကာလမှာပေါ့နော်ဒီကားကရုံတင်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကားလေးနဲ့နှစ်ဟောင်းကိုနှုတ်ဆက်ပြီးတော့နှစ်တစ်ကိုကြိုဆိုခြင်းပါတယ်။အားလုံးပဲလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ